ဒီပင်လေးတွေရှာဖွေတွေ့ရှိဖို့နဲ့စိုက်နိုင်ဖို့ကတော့ဒါကျွန်တော်ရဲ့အိမ်မက်ပဲဖြစ်ပါတယ်ဒီပင်လေးတွေကကပ်ပါပင်မျိုးစားဖြစ်တဲ့ကြောင့်မို့သူတို့ကပ်ပါလောက်ယူမဲ့မီခိုပင်ကိုကျွန်တော်ဒီနေ့လိုက်ပြမှာပဲဖြစ်ပါတယ်တရတန်မင်္ဂလာပါမိတ်ဆွေငယ်ချင်းတို့ရေဒီနေ့မှာတော့ဘလို့ထူးခြားဆန်းပြတဲ့အပင်လေးတွေကိုကျွန်တော်မိတ်ဆက်ပေးမလဲဆိုတာကြည့်လိုက်ရအောင်အခုမိတ်ဆွေငယ်ချင်းတို့မြင်တွေ့နေကြတဲ့အပင်ကတော့အပွင့်နေရတော့တောင်ကြာလို့ခေါ်တဲ့အပင်လေးပဲဖြစ်ပါတယ်သူကကပ်ပါပင်မျိုးစားတဲ့မှာပါတာပေါ့နော်သူတို့ရဲ့ genus နာမည်တွေကတော့ Rafflesia တို့ Sapieria တို့ပဲဖြစ်ကြပါတယ်ဒီတောင်ကြဘေးတွေဖြစ်တဲ့ Rafflesia တို့ Sapieria တို့ဟာကြတော့ကကျွန်တော်ကူပြနေတဲ့ຫນွယ်ပြားပင်ရဲ့အမြင့်မှာပဲလာပြီးတော့ပေါက်ကြတာပဲဖြစ်ပါတယ်ဒါလေးတွေကတော့ကျွန်တော်ပြောတဲ့ຫນွယ်ပြားပင်ရဲ့အသီးလေးတွေပေါ့နော်သူ့ရဲ့အသီးလေးကအဖြူအောင်ရှိပါတယ်ဒါလေးကတော့သူ့ရဲ့အစီလေးတွေပဲဖြစ်ပါတယ်အောက်ဆိုတာသူ့ရဲ့အစီချောက်လေးပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ကနေပြီးတော့မှဟောဒီလိုအသီးသေးလေးရနေပြီးတော့မှဒီလိုအပင်တစ်ပင်ဖြစ်လာဖို့အတွက်ဘယ်လိုစိုက်ပျိုးခဲ့တာလေးကိုကျွန်တော်ပြပြမှာပဲဖြစ်ပါတယ်အခုကျွန်တော်ရှေ့မှာရှိနေတဲ့အပင်လေးကတော့ Tetrastigma လို့ပြောတဲ့အပင်လေးတွေပဲဖြစ်ပါတယ်ဒီ Tetrastigma လို့ခေါ်တဲ့ဒီຫນွယ်ပြားပင်လေးကမြန်မာပြည်အနက်မှာဆိုတော့မျိုးကွဲတော်တော်များတွေ့ရတာပေါ့နော်ကျွန်တော်ကရင်ပြည်နယ်မှာတော့မှမျိုးကွဲ3မျိုး4မျိုးလောက်တွေ့နိုင်ပါတယ်ဒါကတော့မြန်မာပြည်ရဲ့အလဲပိုင်းမျိုးပဲဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်ကရင်ဒေသမျိုးပေါ့နော်ဒါလည်းຫນွယ်ပြားမျိုးပဲဖြစ်ပါတယ်ဒီကျွန်တော်တောင်ကြပင်လေးတွေ့ရဖို့အတွက်ကျွန်တော်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ຫນွယ်ပြားပင်တွေကိုလိုက်လံစူးစမ်းရှောက်ဖွေနေတာပေါ့နော်တော်တော်လေးကြာပြီပေါ့နော်အခုထိတောင်ကြမျိုးတွေကိုအခုထက်ထိမနီးစပ်သေးဘူးပေါ့နော်ဒီကပ်ပါတောင်ကြပင်လေးတွေကိုတော်တော်များကဒီနိုဝင်ဘာဒီဇင်ဘာလတွေမှာဆိုရင်ဒီຫນွယ်ပြားပင်ရဲ့အဲ့ဒီအမြင့်နာတဝိုက်မှာကပ်ပါပင်နဲ့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါကတော့ဒီ Tetrastigma ຫນွယ်ပြားပင်တွေရဲ့အပင်ပွားတဲ့အနေအထားပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီကပ်ပါတောင်ကြပင်လေးတွေရဲ့အိမ်မက်ကမသေးလာဘူးပေါ့နော်အဲ့ဒါကြောင့်တို့စိုက်ဖို့အတွက်ကျွန်တော်ကြိုတင်ပြီးတော့မှဒါလေးတွေပြင်ဆင်ထားတာပဲဖြစ်ပါတယ်ဒါကတော့ဒေတာအလိုက်မှာရှိတဲ့ဒီ Tetrastigma လို့ခေါ်တဲ့ຫນွယ်ပြားပင်လေးပဲဖြစ်ပါတယ်ကျွန်တော်ကနေပြီးတော့မှအခုတက်ထိလည်းလိလာရှာဖွေနေလို့ပဲပေါ့နော်ကျွန်တော်ရှာဖွေတာ2နှစ်လောက်ရှိပါပြီတွေ့ဖို့လည်းမျှော်လင့်ပါတယ်